အားလုံးပဲမင်္ဂလာပါခင်ဗျ Money Master အနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာကျွန်တော်ဟိုတစ်ခေါက်ကပြောထားသလိုMetaTrader 5 သုံးနည်းပေါ့နော် Trade application သုံးနည်းကိုကျွန်တော်လက်ညွှန်ပေးသွားမယ်ဆိုတော့လက်မညွှန်ခင်မှာဒီ trading account ဖွင့်ဖို့အတွက်ကိုပေါ့နော် trading account ဖွင့်ဖို့အတွက်ကိုlink ကိုကျွန်တော်ရဲ့ဒီ group ထဲမှာလည်း sharing လုပ်ပေးထားသလိုတကယ်လို့ရှာမတွေ့ဘူးဆိုလို့ရှိရင်လည်း account ဖွင့်နည်းရယ်trading account ဖွင့်ရမယ့် link ရယ်ကိုကျွန်တော်စီကနေပြီးတော့လာယူလို့ရတယ်နော်Okay တကယ်လို့ကိုက trading account ဖွင့်ပြီးသွားပြီtrading account ဖွင့်ပြီးသွားလို့ဒီ MetaTrader 5 account လည်းဖွင့်ပြီးသွားပြီပေါ့နော်ဖွင့်ပြီးသွားပြီဆိုရင်login လုပ်ဖို့နည်းကိုကျွန်တော် trading account ဖွင့်ဖို့အတွက် link တွေ share ရင်းနဲ့တခါတည်းပို့ပေးတယ်ပေါ့နော်ဆိုတော့အဲ့အဆင့်တွေအကုန်လုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင် MetaTrader 5 application နဲ့ဝင်လို့ရပြီဝင်ပြီးသွားပြီဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော်ဒီမှာပေါ်နေတယ်လို့မျိုးအကိုတို့မတို့စီမှာတော့ပေါ်မှာတော့မဟုတ်ဘူးနည်းနည်းရှုပ်ရင်လည်းရှုပ်နေလိုက်မယ်တချို့တွေကလည်းဒီနောက် foreground ကဒီ background ကပေါ့နော်အမဲကြီးနဲ့ပဲပုံရင်လည်းပုံနေလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုဘာမှပြောင်းထားလဲဆိုရင်ဒီ setting ထဲမှာသွားပြောင်းလို့ရတယ် setting ထဲမှာအောက်မှာဒီ chat ဆိုတာရှိရပေါ့နော် chat ထဲဝင်ပြီးလို့ရှိရင် chat ထဲဝင်ပြီးသွားပြီဆိုရင်ဟိုအောက်ဆုံးမှာသူ့ရဲ့ color ဆိုတာရှိတယ်အဲ့ color တွေဝင်ပြီးသွားရင်ဒီဘာလို့ကျွန်တော်ကကြတော့color white ကိုရွေးထားရပေါ့နော်တချို့ကကြတော့ပထမဦးဆုံးဆိုလို့ရှိရင်တော့ဒီ green and black တွေပါဖြစ်နေလိုက်မယ်ပေါ့နော် custom လေးထားလို့ရတယ်ကိုကြတဲ့အကြောင်းထားလို့ရတယ်ကျွန်တော်ကတော့ဒီနောက်ခံ background အဖြူပေါ်မှာcandlestick တွေကိုကြောက် color နဲ့ထားမယ်လို့ဒါရွေးထားလိုက်တာပေါ့နော်အားကြောင့်မလို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကိုမျက်စိကြည့်ရတာအရင်ရှင်းတယ်ပေါ့နော်တချို့တွေက candlestick ဒီ pattern ကိုသုံးပြီး trade တဲ့အခါမျိုးတွေဒီ trend line ဆွဲတာမျိုးတွေထားပါတော့စသဖြင့်ဒီ technical analysis လုပ်မယ်ဆိုလို့ရှိရင်ဒီအဖြူပေါ်မှာ color ထက်တာပို့ပြီးတော့ကိုယ့်အတွက်ကြည့်ရလဲရှင်းစေတယ်အောင်စူးစိုက်လို့လည်းပိုကောင်းတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ကဒါလေးကိုရွေးလိုက်တယ်ရွေးပြီးသွားရင်ဒီမှာပါတဲ့အတိုင်းဒီ grid တို့ foreground တို့ဒီ bar up bar down ပေါ့နော် bull candle bear candle ဒါတွေအကုန်လုံးကကြတော့ကိုယ်အဆင်ပြေတယ်လို့ထားလို့ရတယ်ကျွန်တော်ကလက်ရှိဒီအကုန်လုံးလည်းကြည့်ရတာရှင်းသွားအောင်လို့ကျွန်တော်ကကြတော့အဖြူပေါ်မှာအစိမ်းနဲ့အနီကိုကန်တယ်လေးတွေကိုထားလိုက်တယ်ပေါ့နော်ဆိုတော့အဲ့တိုင်းထားခြင်းတယ်ဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြသလိုတဆင်ချင်းစီသွားပြီးတော့ဒီ color ဆိုတဲ့နေရာမှာကိုယ်အဆင်ပြေတယ်လို့ချိန်လို့ရတယ်ကျွန်တော်မှာကျွန်တော်ချိန်ထားတဲ့ setting အတိုင်းပဲချိန်မယ်ဆိုလို့ရတယ်ဒါမှမဟုတ်ကိုယ့်ဘာသာကိုထပ်ပြီးတော့ချိန်ခြင်းတယ်ဆိုလို့ရတယ်ပေါ့နော်ဒီလိုမျိုးသူက color ရွေးဖို့အတွက်ထားပေးလိုက်မယ်ပေါ့နော်ဆိုတော့ iOS နဲ့ Android နဲ့ကတော့နည်းနည်းလေးတော့ကွာနိုင်ကြတော့ရှိတယ်ပေါ့နော်ဘာကွာမလဲဆိုလို့ရှိရင်ဒီ chat ပေါ်မှာကျွန်တော်တို့ကဘယ်နှထောက်လိုက်ဒီလိုမျိုးစာရင်းနေလာပေါ်တာပေါ့နော်Android ဆိုလို့ရှိရင်တော့ဘယ်နှထောက်လိုက်သူက time frame လေးပေါ်လိုက်မယ် time frame အကြောင်းတွေကတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာရှင်းပြပြီးပြီဆိုတော့အကုန်လုံးလည်းသိနေလောက်ပြီပေါ့နော်ဆိုတော့ time frame လေးပေါ်လာလိုက်မယ်အဝိုင်းလေးနဲ့ပေါ့နော်ဘယ်နေရာကိုထောက်လိုက်ဒီလိုအဝိုင်းလေးနဲ့ဒီ time frame လေးပေါ်လာလိုက်မယ်ပြီးရင် setting တို့ဘာလို့ပေါ်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့မှာလည်းသွားချိန်လို့ရတယ် Okay iOS သမားတွေအတွက်ကကြတော့ဒီ time frame ကကြတော့ဒီလိုမျိုးကြိုက်တဲ့နေရာကိုထောက်လိုက်လို့မရဘူးပေါ့နော်ကျွန်တော်တို့ကနည်းနည်းတော့ပိုခတ်တယ်ပေါ့နော်ဆိုတော့ဒီ time frame ချိန်မယ်ဆိုရင်အပေါ်မှာချိန်လို့ရတယ် H1 ကိုက 5 minute trade မယ်ဆို 5 H1 စသဖြင့်ပေါ့နော်ကိုကြည့်မဲ့ time frame ကိုကရွေးပြီးတော့ချိန်လိုက်လို့ရတယ်ပေါ့နော် Okay ဆိုတော့ဆက်စအဆုံး MetaTrader 5ကို application တွေကိုဒီဝင်တဲ့အခါမှာဒီ code နေရာမှာကျွန်တော်တို့ trade တဲ့ pair တွေမဟုတ်ဘဲနဲ့အများကြီးဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့အများကြီးကိုဖြတ်မယ်ဆိုလို့ရှိရင်ဒီလိုပေါ်ခဲနလေးကိုနှိပ်ပြီးတော့select ရွေးပြီးတော့အကုန်လုံးအမှတ်ပုံနဲ့ထည့်ပြီးဖြတ်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးမဖြတ်ချင်ဘူးဆိုလို့ရှိရင်လည်းတစ်ခုချင်းစီရွေးပြီးတော့ဖြတ်လို့လည်းရတယ်เนาะကျွန်တော်ကတော့မဖြတ်တော့ဘူးထားလိုက်တော့မယ်ပြီးသွားရင်တကယ်လို့ကိုကရွှေကို trade လို့ကို trade တဲ့ pair ကမရှိဘူးဆိုလို့ရှိရင်ဒီ code နေရာမှာလာမပေါ်ဘူးဆိုလို့ရှိရင် search နဲ့ရှာပြီးတော့ SAUUSD ဆိုပြီးရှာပြီးတော့ဒီအမှန်လေးချစ်ပြီးတော့ထည့်လိုက်ရပြီကျွန်တော်ကတော့ဒီမှာထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအမှန်ချစ်စရာမလိုတော့ဘူးပေါ့နော် Okay ဆိုတော့ထည့်ပြီးသွားပြီဆိုတာ ਨੇ ထောက်ပြီးတော့ဒီ chat ကိုနှိပ်ပြီးတော့trade လို့ရပြီ trade တဲ့အခါမှာဒီ one click trading ပေါ့နော်ကျွန်တော်တို့ one click trading အနေနဲ့အပေါ်တော့မှာရှိတဲ့အပြားလေးကိုဒီအနီနဲ့အပြားလေးကိုရွေးလိုက်လို့ရတယ်နှိပ်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်အခု trade ပြမှာကြတော့ဒါ sharing လုပ်ပေးတဲ့အနေနဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ demo account နဲ့ပဲဆမ်းပြီးတော့ trade ပြတာပါနော်ဒီနေရာမှာကြတော့ဒါပါလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့က loss side ချိန်နေဥစားနော်ကိုက 0.01 နဲ့ trade မယ်ဆိုလို့ရှိရင်လေ 0.01 ရွေးပြီးတော့ buy sell ပဲဖြစ်ဖြစ် buy ပဲဖြစ်ဖြစ်နှိပ်လိုက်လို့ရတယ်ဆိုတော့ဒီမှာလည်းအဲ့လိုပဲကို trade မဲ့ loss side ကိုရွေးပြီးတော့ buy sell တန်းနှိပ်လို့ရတယ်ပေါ့နော် Okay ဆိုတော့နှိပ်လိုက်ပြီပဲထားပါတော့ဥပမာထားပါတော့ကျွန်တော် buy လိုက်ပြီပဲထားပါတော့နော် buy လိုက်ပြီဆိုရင်ကျွန်တော်တို့က TPSL ထားရမယ် TPSL ကိုဘယ်လိုထားရမလဲဆိုရင်
ဒီကျွန်တော်တို့ trade လိုက်တဲ့နေရာမှာဒီtrade တဲ့ဒီဟိုဟာလေးပေါ်လာလိုက်မယ် order လေးပေါ်လာလိုက်မယ်နော်အဲ့ order လေးကိုလက်လေးနဲ့နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာဒီ order ကို close လုပ်မလားပိတ်မလားဒါမှမဟုတ် SL ထားမလား TP ထားမလားဆိုတော့ပေါ်တယ်ပေါ့နော်ဆိုတော့ SL အရင်ထားလိုက်မယ် SL ကိုကြတော့ဒီ candle ရဲ့အောက်ဆိုတော့ကျွန်တော်တို့အမြဲတမ်းထားတဲ့ပုံစံပေါ့နော်ဒီလောက်ထားရင်ထားရင်မထားရင်လည်းဒီလောက်ထားပါပေါ့နော် okay ထားပါတော့ဒါနမူနာပြတာဆိုတော့ကိုက SL ကိုထားမယ်ဆိုလို့ရှိရင်SL ကိုရွေးပြီးတော့ပေါ့နော် SL ကိုနှိပ်ပြီးတော့ဒီ modify position ဆိုတာရှိတယ်အဲ့ဒါလေးကိုဒီဘက်ဆွဲလိုက်ရင်ရပြီနော် okay ဆိုတော့ SL TP ရော SL ကိုတစ်ခါရေးတပြန်တစ်ထည့်ထားမယ်ဆိုရင် TP ကိုပါထပ်နှိပ်လိုက်ထပ်နှိပ်ပြီးသွားရင်ဒီလိုရွေးပြီးတာနဲ့ဒီခုနပြောသလို modify position လေးကိုဆွဲလိုက်okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ entry က SL ရော TP ရောထားပြီးသားဖြစ်သွားလိုက်မယ်နော်တကယ်လို့အဲ့ဒါကိုအလွယ်တကူပိတ်ချင်နေဆိုလို့ရှိရင်လည်းဒီကနေတန်းပြီးတော့ဆွဲပြီးတော့ပိတ်လိုက်လို့လည်းရတယ်ဒါမှမဟုတ် trade ထဲသွားပြီးတော့ဒီ order ကိုပိတ်လိုက်လို့လည်းရတယ်ပေါ့နော် okay ဆိုတော့ဒါကတော့နမူနာပြတာပေါ့နော်နမူနာပြတာပါ okay အဲ့လိုပဲခုနကကျွန်တော်ပြောသလိုပဲ sell မယ်ဆိုရင်လည်း sell ကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ဒီ order ကိုSL နဲ့ TP ထားလို့လည်းတန်းပြီးတော့ထားလို့လည်းရတယ်ဒါမှမဟုတ် TP တစ်ခုတည်းပဲထားမယ်ဆိုလည်းရတယ်ကိုထားချင်တဲ့လောက်ကိုပေါ့နော်ထားလိုက်ထားပြီးသွားရင်ကိုက TP ပဲထား SL ပဲထားလိုက်ပေါ့နော်ထားပြီးသွားရင်လုံးဝ modify position ဒီလိုလေးဆွဲလိုက်လို့ရပြီပိတ်မယ်ဆိုလို့ရှိရင်လည်းဒီ line လေးဆွဲပြီးတော့ပိတ်လိုက်လို့ရပြီကျွန်တော်တို့အမြန်ဆုံးနည်းလမ်းပဲပေါ့နော်ဆိုတော့ကိုက trading ဒီ scalping လုပ်နေတဲ့သူတွေပါဆိုလို့ရှိရင်တော့ဒါအလွယ်ဆုံးနည်းလမ်းလို့ပြောလို့ရတယ်ပေါ့နော် okay ဒါကကြတော့MetaTrader 5 3နည်းပေါ့နော်ဒီမှာကျွန်တော်တို့ဥပမာထားပါတော့ကန်တယ်ကဘယ်လောက်ထိတက်သွားလဲဘယ်လောက်ထိကျသွားလဲဆိုတာကြည့်ချင်လို့ရှိရင်ဒီအပေါ်ကအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့စီးကြည့်လို့ရတယ်ဒီမှာဆိုဒီဈေးတန်းပေါ့နော်ဒီဈေးတန်းလေးရှိတက်သွားတယ်ဒီမှာဆိုလို့ရှိရင်လည်းအောက်ဆုံးဈေးတန်းဒီဘယ်လောက်ထိကျသွားလဲဆိုရင်4433ထိပေါ့နော်4433ထိကျတာဒီမှာဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်လည်း4426ထိကျတာအဲ့လိုပေါ့နော်စသဖြင့်တွက်လို့ရတယ်ဒီ F ကကြတော့ကျွန်တော်တို့ indicator တွေထည့်မယ်ဆိုလို့ရှိရင်ဒီညမှာထည့်ရမှာဥပမာထားပါတော့ကျွန်တော်3နှစ်ကြာဆိုလို့ရှိရင် moving average ရှိရပေါ့နော် moving average 3နှစ်ကြာဆိုရင် moving average ကိုထားပါတော့ကိုရွေးမဲ့ period ပေါ့နော် period တွေဘာတွေမှာရွေးပြီးသွားရင်ဟိုက exponential သုံးပါလား simple simple သုံးပါလားပေါ့နော်ရွေးပြီးသွားရင်ကိုဒီအမှန်လေးချဲ့လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ moving average ထည့်ထားတဲ့ဟာလီလာပေါ်နေလိုက်မယ်ဖြတ်မယ်ဆိုလို့ရှိရင်လည်းအကောင်လေးကိုဒီလိုမျိုးလေးဆွဲပြီးတော့ဖြတ်လိုက်အောင်မယ်နော်လွယ်လွယ်လေးပြီးတော့ဒီကောင်လေးတွေပါလေးလဲဆိုလို့ရှိရင်ဒါလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တခြား strategy တွေပေါ့နော်ဥပမာအားဖြင့်ဒီ Fibonacci သုံးမယ်တို့ဒီ rectangle ဆွဲမယ်တို့ဘာပေါ့နော် rectangle ဆိုလို့ရှိရင်တော့ကျွန်တော်များဆွဲကြပါတယ်လို့ဇုံလေးသတ်မှတ်တာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဆွဲကြရတယ်ပေါ့နော်စသဖြင့်ဒီကလည်းကိုယ့်ဘာသာကို setting ချိန်လို့ရတယ်အကြောင်းတွေပြောင်းတာတွေဘာတွေကလေကိုယ့်ဘာသာကို setting ချိန်လို့ရတယ်ပေါ့နော် okay ထားပါတော့trend line တွေပါဆွဲမယ်ဆိုလို့ရှိရင်လည်း trend line တွေပါဆိုဒီလိုမျိုးဆွဲဖို့အတွက်ကျွန်တော်တို့ကဒီ subwine တို့4000တို့ trigger တို့ပေါ့နော်ဒီ tools တွေကို tools တွေဝင်ပြီးတော့သုံးလိုက်လို့ရတယ် okay ဆိုတော့ဒါတော့နမူနာပြတာပေါ့နော် Fibonacci ဆိုလဲ Fibonacci သုံးလို့ရတယ်စသဖြင့်ပေါ့နော်အများကြီးသုံးလို့ရတယ်ဒါကိုယ့်ရဲ့ဒီ strategy ပေါ်မူတည်ပြီးတော့ကိုယ့်ဘာသာကိုလုပ်ရမှာပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်ကဒီ AUD Go နှုတ်လို့ပေါ့နော်တခြား chat ကိုပေါ်ခြင်းလို့ရှိရင်ဥမာဒီဘက်ဒီ code ထဲကိုသွားလိုက် code ထဲသွားပြီးရင်EUD ကိုဆွဲပြီးတော့ဒီ chat ပုံစံလေးပေါ်လာတာကိုနှိပ်လိုက်လဲရတယ်မဟုတ်လို့ရှိရင်ဒီလိုထောက်ပြီးတော့ဒီ chat ဆိုတာတွေကိုနှိပ်ပြီးတော့လည်းသွားလိုက်လို့ရတယ်နော် okay ဆိုတော့ဒါကကြတော့ MetaTrader 5 3နည်းပေါ့နော်ဥပမာအပြင်ကိုကဒီမို့အကောင့်လေးလေ့ကျင့်မယ်ဆိုလို့ရှိရင်လည်း application နဲ့ရင်းနှီးအောင်လို့အရင်ဆုံးကတော့ဒီမို့အကောင့်လေးဖွင့်ပြီးလေ့ကျင့်ဖို့ကတော့လိုတယ်ပေါ့နော် okay ဆိုတော့နောက်ဗီဒီယိုတွေမှာဒီ market structure အကြောင်းတွေဒီ technical analysis နဲ့ပတ်သက်ပြီးတော့လုပ်ရမယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေပြီးရင် trading view နဲ့trading view setting ချိန်ကြီးတွေကိုပါကျွန်တော်ပြောပြပေးသွားပါမယ်